ကဲဟုတ်တာတတော်မှာရှိရခုနှစ်သားသမီးများဒီပုတ်ကိုမြင်လာတဲ့တဦးတယောက်မှကြော်မသွားပါနဲ့နော်2မိနစ်လောက်ကလေးအချိန်ပေးပြီးတော့နားထောင်ပေးသွားနော်မိမိအတွက်အကျိုးကျေးဇူးအများကြီးရှိနေရမယ်နော်ဆရာကတော့ခုနှစ်သားသမီးများရဲ့ခက်ခဲဟူသမျှကိုကူညီဖြည့်ရှင်းပေးနေတဲ့ဆရာလေးစောတေဝပါနော်ဒီပုတ်ကိုအခုမြင်တဲ့သူကငွေအရေးတကြီးလိုအပ်နေတဲ့ဆိုရင်ဆုံးတိုင်အောင်ကြည်ပေးသွားနော်ကဲ၍များအလုတ်ကင်စီးပွားရေးငွေကြီးအခက်အခဲရှိတယ်နော်ဒါကြောင့်မို့အစင်မပြေမှုများစွာကြုံတွေ့နေရတယ်ဆိုရင်ဆရာယခုပြပေးမယ့်ရေဒီယာလေးကိုယုံကြည်နဲ့ပြုလုပ်ပေးပါဒီရေဒီယာလေးကတော့ငွေဝင်ကျန်းစေတဲ့အထူးရေဒီယာလေးပါနော်ဒီရေဒီယာကိုပြုလုပ်မယ်ဆိုရင်3ရက်အတွင်းမှာကျင်းသေးပေါက်သိန်းရာချီထောင်ချီပြီးတော့ဝင်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့ယုံကြည်လေးနဲ့ပြုလုပ်ခုနှစ်ရက်သားသမီးများအများမြင်အများတွေ့အောင်လဲ share ပေးခြင်း like ပေးခြင်းဖြင့်ကူညီပေးသွားနော်တကယ်ကိုစွမ်းထပ်ပြီးတော့တကယ်ကိုထိရောက်တယ်နော်ဒီရေဒီယာလေးကဘယ်လိုလုပ်ရမလဲဆိုရင်မိမိရဲ့မွေးနေ့မနက်ပိုင်းကိုပြုလုပ်ပါနော်10နာရီမနက်ပိုင်းမှာနော်10နာရီနောက်ပိုင်းကိုတော့မရပါဘူးဒါကြောင့်မို့10နာရီမနက်ပိုင်းကိုပြုလုပ်ပေးပကံများလေးထဲမှာဆန်နှဲငယ်ထည့်မယ်စားနှဲငယ်ထည့်မယ်ပြီးရင်ဖျောင်းအဖြူ2တိုင်ထွန်းပေးရမယ်နော်မိမိရဲ့မွေးနေ့မနက်ပိုင်းနော်10နာရီမနက်ပိုင်းကိုလည်းလုပ်ပါနော်နောက်ပိုင်းကိုမရပါဘူးဘာဖြစ်လို့လဲဆိုညနေပိုင်းဆိုတော့အညံ့ဘက်ကိုရောက်သွားလို့ပါနော်မနက်ပိုင်းကိုပြုလုပ်ဖျောင်းနိုင်မငိမ့်ခင်လေးမှာမိမိရဲ့ဘဲဘက်လက်နဲ့ပေါ့နော်ဘဲဘက်လက်နဲ့3ချက်ဝိုင်းလိုက်3ချက်ဝိုင်းပြီးတော့တောက်ကြသားဖြင့်တောက်ကြသားပေါ့နော်တောက်ကြသားဆိုရင်လည်းတောက်ကြနေမနက်မှာလုပ်အင်္ဂါသမီးဆိုလည်းအင်္ဂါနေ့မနက်မှာလုပ်ဘဲဘက်လက်နဲ့3ချက်ဝိုင်းပြီးရင်လက်တကြွယ်နဲ့3ချက်ဝိုင်းပြီးတဲ့ခါကျရင်တောက်ကြသားသည်ဒီနေ့ဒီချိန်မှစရအခက်ခဲဟူသမျှကင်းဝေးရပါလို့ဤလိုမိမိနှုတ်ကနေပြောပြီးတဲ့အခါကျရင်အလောက်ကင်စီးပွားရေးအကုန်ဖက်ကနေပြည့်စုံရပါစေလို့ဤဆိုဆူတောင်းဖျောင်းနိုင်ငိမ့်သွားတဲ့အခါကျရင်ဒီဆန်နဲ့သဲနဲ့ကိုရောမှွေပြီးတော့မိမိအိမ်နဲ့အိမ်ရှိဘက်ချမ်းကိုပေါ့နော်လွန့်ပစ်လိုက်ပါနော်အိမ်ရှိဘက်ချမ်းကိုစွန့်ပစ်လိုက်ပါနော်ဆန်နဲ့သဲနဲ့ကိုရောမှွေပြီးတော့နော်ဒါဆိုရင်တော့ရေဒီယာလေးဟာအောင်မြင်သွားပါပြီနော်ကျင်းသေးပေါက်3ရက်အတွင်းထဲမှာငွေသိန်းချီရာချီထောင်ချီပြီးတော့ဝင်နိုင်တဲ့ကိန်းရှိတယ်ပေါ့နော်ယုံကြည်လေးနဲ့တော့ပြုတ်လို့ပါငွေကြေးတစ်ချက်မှမကုန်မဲနဲ့လိုက်လို့ရတဲ့ရေဒီယာလေးပါနော်ဆရာဘက်ကပါမျောလင်းချက်မှမထားဘဲနဲ့တင်ပေးရခြင်းဖြစ်တယ်ဆရာအတွက်ကိုလည်းများမြင်များတွေ့အောင်လို့ share ပေးခြင်း like ပေးခြင်းဖြင့်ခုနှစ်ရက်သားသမီးများကပြန်လည်ကူညီပေးပါနော်